မနေ့ကကျွန်တော် post မှာဒီတရုတ်စစ်သားတွေပုံတွေ့တယ်နော်အဲ့ဒီမတိုင်ခင်ကပါလဲဒီလေရင်ဒီတရုတ်ပြည်နဲ့မြန်မာပြည်နဲ့လေရင်ကိုညဘက်ကြီး6ခေါက်လောက်သွားတာတွေ့တယ်လို့သတင်းမီဒီယာတွေပေါ်မှာတက်လာတယ်အဲ့တော့လူတွေကဘာလဲပေါ့တုံတော့ပေါ့ဒါပေမဲ့မနေ့ကဆန္ဒပြပွဲမှာလုံခြုံရေးယူနေတဲ့ဒီတရုတ်စစ်သားတွေကိုတွေ့လိုက်တဲ့အခါမှာဘာလဲဆိုတာရှင်းသွားတယ်ပေါ့အဲ့တော့နောက်ပိုင်းသတင်းတွေနဲ့လိုက်တော့ဘာတွေထက်ရလဲဆိုတော့တရုတ်စစ်သား200ကျော်ပေါ့နော်240နီးပါးအဲ့လောက်ရှိတယ်ဗမာပြည်ထဲကိုသူတို့ပို့ထားတယ်အဓိကဘာလဲဆိုတော့ဒီနီးပညာတွေဘိုင်းမှာအဓိကအကူအညီပေးဖို့ပေါ့အထူးသဖြင့်တော့ဒီအမေရိကန်ကနေပြီးတော့စုံစမ်းထောက်လှမ်းမဲ့ဟာတွေကိုတံပြန်စုံစမ်းမယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဒီပြဿနာတွေဒီကိစ္စလေးတွေရဲ့မတိုင်ခင်မှာကျွန်တော်ကိုယ်တိုင်တော့မဖတ်ဘူးဒါပေမဲ့တွေ့နေတာပေါ့နော်စင်ဟွာဒီတရုတ်ပြည်စင်ဟွာသတင်းဌာနကအတည်ပြုတယ်တဲ့မြန်မာပြည်ထဲမှာပြန်နေတဲ့ drone ကအမေရိကန်ရဲ့မောင်းသူမဲ့လေယာဉ်ကradar fan လို့မရတဲ့မောင်းသူမဲ့လေယာဉ်ပေါ့ဒီလိုမျိုးဖြစ်နေလို့ရှိရင်ပြောရင်ကျွန်တော်ဒီအမေရိကန်လေယာဉ်တင်သင်္ဘောကြီးကလည်းအခုတောင်တရုတ်ပင်လယ်မှာရှိနေတော့ပေါ့လွန်ခဲ့တဲ့တစ်ပတ်လောက်ထိကျွန်တော်သတင်းပြန်ကြည့်လိုက်တော့ရှိနေတော့ပဲဆိုတော့ဗမာပြည်ကိစ္စကနော်တဖြည်းဖြည်းနဲ့စီရေးဘက်ကတော့ဥတီမဲ့အနေထားတော့မြင်ဖြစ်နေလာမလားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့တရုတ်ကလည်းအခုဆိုရင်ဒါရှင်းပြီလေဗမာပြည်နိုင်ငံရေးမှာတရုတ်ကဘယ်လောက်ထိထဲဝင်နေလဲဆိုတာကိုအဲ့တော့တိုင်းရင်းသားတွေတရုတ်ဩဇာလွှမ်းမှုခံနေရတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဆိုတုတ်တောင်မလှုပ်ရဲဘူးလေဟုတ်တယ်မလားဟုတ်တော့မီးကိုရေခဲနဲ့လောင်းတာရေနဲ့လောင်းတာမှအငွေ့ထွက်အောင်ဘာမှမထွက်တော့ဘူးနော်လုံးဝငြိမ်နေတာပဲအဲ့တော့ဒါတွေကိုကြည့်ရင်တရုတ်ကလက်နာတွေကအများကြီးထင်သာမြင်သာဖြစ်လာပြီဟုတ်ဒီကနေ့အမေရိကန်တန်ယုံကသူ့အမေရိကန်တန်ယုံမိသားစုဝင်တွေကိုအမေရိကန်ကိုပြန်ဖို့နော်အတိပေးနေပြီကျွန်တော်တို့ကတော့မျော်လင့်နေဗျာတကယ်တမ်းစီရေးရလောက်လာခဲ့မယ်ဆိုရင်လည်းဒီ3ယောက်ကိုအဲ့ဒီလူတွေပေါ့ဗျာမအားလာတို့အုပ်စုကိုပဲဥတီပြီးတော့ချတဲ့ဟာမျိုးပဲဖြစ်စေခြင်းတယ်နောက်ဆုံးမတက်နိုင်ဘူးဘလို့ရသမျှဟာဘလို့နည်းနဲ့ဖြစ်ဝင်လာမှာဆိုလဲဝင်ပလေးစီတော့ဗျာပြက်ချင်လဲပြက်တော့ဒီကောင်းလေးမျိုးပြုတ်ဖို့ကနံပါတ်1အရေးကြီးဆုံးလို့ဖြစ်နေတာပေါ့ဒါပေမဲ့ဒါကတော့ဒီနိုင်ငံတကာရဲ့အခန်းကဏ္ဍပေါ့နော်ပြီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်းပြောထားတာရှိတယ်မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ကုလသမဂ္ဂဒီနိုင်ငံတကာအနေနဲ့ဝိုင်းပြီးတော့ကူညီကြဖို့ဆိုတာနိုင်ငံချင်းအလိုက်လဲကူညီရှင်းပြောပြအမေရိကန်ကိုဥတီပြောတယ်ဗျဒီလိုမျိုးကမ္ဘာအရေးအကိစ္စတွေမှာခြေသက်လက်သက်နဲ့စော်တာအမေရိကန်ပဲရှိတာဟုတ်တယ်မလားအဲ့တော့အမေရိကန်ကိုလည်းမျက်စာပြစ်လိုက်တဲ့သဘောပဲစော်ရင်လည်းစော်ထဲလိုက်กว่าဆိုတော့ဗျာဘလို့တွေတော့ဖြစ်လာမလဲတော့မသိဘူးစီရေးဘက်ကိုများဥတီမလားပေါ့တရုတ်ကဝင်ပြီးဆွက်လာပြီဟုတ်လားတရုတ်ကဝင်ပြီးဆွက်လာတကယ်တမ်းမှာတရုတ်ကတော်တော်ဒါမကောင်းတဲ့ကောင်ဒီကောင်တရုတ်တော်တော်မကောင်းတဲ့ကောင်ဒါပေမဲ့တရုတ်ဆိုတဲ့ကောင်သိတဲ့အတိုင်းပဲသူ့တရုတ်နိုင်ငံကသူ့အတွက်အကျိုးမရှိရင်ဘာမှလုပ်တဲ့လူမျိုးမဟုတ်ဘူးအဲ့တော့တကယ်ဖြစ်လာခဲ့ရင်တော့တရုတ်လန်ပြေးမှာပဲတခုပဲစိုးရင်တော့အဲ့လိုမျိုးအီရန်ကဒီအီရန်ကစစ်ကောင်းဆောင်ကိုလောက်ကြံတယ်လို့မျိုး drone နဲ့နော်လောက်ကြံရင်ပြဿနာမရှိဘူးနော်စီးရီးယားလိုဝင်မှာတိတ်ကြောက်တယ်တရုတ်ကလည်းသွေးစာတယ်တရုတ်ကလည်းသူ့လက်နက်တွေအကြောင်းသူ့လက်နက်တွေကိုစမ်းသပ်ချင်နေတာပေါ့ဗျာအဲ့တော့စီးရီးယားလိုဖြစ်လာရင်တော့ကျွန်တော်နိုင်ငံလေးဖွညံ့ကြည်ပါပြီဗျာနော်အဲ့တော့ဒီကနေတလက်စာလည်းပြောချင်တယ်နော်ဒုတိယပိုချုပ်မှုကြီးစိုးဝင်းတို့မြထုံးဦးတို့ခင်ဗျစီရေးရဝင်လာခင်ဗျကိုလည်းသေမှာနော်ခင်ဗျသေမှာအဲ့တော့အခုတည်းကအေးချမ်းလှုပ်လို့ရရင်လည်းလှုပ်ပလိုက်မအားလာကိုဗမာပြည်ထဲမှာမထားခင်ဗျတရုတ်ပြည်ကိုနှင်ထုတ်လိုက်နော်တရုတ်ပြည်ကိုမောင်းထုတ်လိုက်ကျွန်တော်တို့လက်ခံတယ်အဲ့ဒါလောက်ထိဟုတ်ပြီလားအခုစီရေးအရာဝင်လာမယ်ဆိုရင်တော့ခင်ဗျားတို့အကုန်ပြုတ်မှာနော်ခင်ဗျားတို့ပြုတ်မှာအဲ့တော့ပြုတ်မှာဒါပေမဲ့ကျုပ်တို့တိုင်းပြည်လည်းစစ်ညံ့ကြည်သွားမယ်ဗျခင်ဗျားအမျိုးတွေလည်းပါမှာခင်ဗျားမိမခင်ဗျားသားသမီးခင်ဗျားကိုယ်တိုင်ခင်ဗျားမိသားစုအကုန်ပါမှာအဲ့တော့ဗိုလ်ချုပ်ဒုတိယဗိုလ်ချုပ်မြထုံးစိုးဝင်းတို့ကိုလုံလို့ရတဲ့အနေအထားတစ်ခုမှလောက်ကြပါကျွန်တော်ပြောချင်တာလေသမိုင်းကြောင်းလည်းကောင်းမယ်ဟုတ်လားတိုင်းပြည်အတွက်စစ်ထဲဝင်တာဗျာအခုတိုင်းပြည်အတွက်အရေးကြီးလာပြီကျွန်တော်တို့ကလုံးဝမကြောက်ဘူးကျွန်တော်လုံးဝနောက်ဆုံးမှာမဟုတ်ခင်ဗျားတို့ရှစ်တဲ့ဆိုကျွန်တော်လည်းတက်မှာပဲနော်စီရီယန်ကိုကြည့်ခင်ဗျားတို့ကြာနေပြီနော်ပြောချင်တာခင်ဗျားတို့လည်းကြာနေပြီ
အဲ့တော့ဘယ်လိုပဲဖြစ်ပါစေကျွန်တော်တို့ကအမှန်တရားအတွက်ရှေ့တက်တာခင်ဗျားတို့ကိုကျိုးတကယ်တော့ခင်ဗျားတို့ကိုကျိုးဆိုတာခင်ဗျားတို့ကခေါင်းဆောင်ကိုကျိုးအတွက်လုပ်နေတာဒါကြောင့်ကျွန်တော်တို့ကအခုအချိန်မှာနော်တော့မအားလာကိုအမြန်ဆုံးဖမ်းပြီးတော့ထိမ့်သိမ်းလိုက်ရင်ကျွန်တော်တို့တိုင်းပြည်ကိစ္စအေးအေးချမ်းချမ်းနဲ့ပြီးသွားနိုင်မယ်တိုင်းပြည်ကြီးမွပြီးမှပြန်လဲတိဆောက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးစီးရီးယားကိုကြည့်နော်စီးရီးယားကိုကြည့်ယီမင်ကိုကြည့်နော်စီးရီးယားတို့ယီမင်တို့ကြည့်တဲ့တိုင်းမှာစစ်တမ်းကြောင့်နော်ကြီးမွကုန်တာအဲ့တော့ဗျာလုံးလို့ရနေတဲ့တိုင်းတာတစ်ခုမှလှုပ်ပေးကြပါလို့အတူတူမြေတားရက်ခံတယ်နော်တက်မတော်တွေကနေဒီရက်တက်ဖွဲ့ဝင်တွေကနေကျွန်တော်ဆက်သွယ်လာတဲ့ညီကိုတွေအားလုံးကိုလည်းလေးစားတယ်နော်တက်ထဲမှာပဲဆက်ရှိနေပေးပါတက်ထဲမှာပဲဆက်ရှိနေပေးပါနော်ကိုယ့်လက်ထဲမှာတနက်ကင်ထားတာပြည်သူကိုကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ကင်ထားရင်ဖြစ်တယ်နော်ဒီလိုပဲလူလူကတော့နာကျင်မှုတွေနဲ့ပြောကြတာပေါ့ဒါလေးတွေတော့တီးခံကိုကလူလူဘက်မှာရက်တည်တယ်ဆိုအချိန်တန်ထုတ်ပြရုံပဲရှိတော့တယ်ဟုတ်လားကျွန်တော်တို့ကြည့်လွိုက်ကောကရဲတွေလုံးဝလေးစားတယ်နောက်တစ်ခါဟိုကဗာလဲဒီနေ့ဟို3ခွရဲတွေနော်အဖွဲ့လိုက်ကိုတခါတည်းဟိုဒီလူလူနဲ့ပူးပေါင်းသွားတာအဲ့ဒါမျိုးကတိတ်လေးစားဖို့ကောင်းတယ်နော်တိတ်လေးစားတယ်လုံးဝရဲတွေလည်းတိတ်တနာဖို့ကောင်းတယ်ရဲတွေကအနှင်းခံရတာဒီလားဒီစစ်တပ်ကလုံးဝတတော်မကောင်းတဲ့ကောင်တွေဒီကောင်တွေစစ်တပ်ဆိုတာဟိုအကုန်လုံးပြောတာမဟုတ်ပါဘူးမအားလာလို့အကြီးပိုင်းကောင်တွေစစ်တပ်ကိုရဲကိုထိုးထဲတာနော်လူလူရဲ့ခြေတော့အကုန်အနှင်းခံခိုင်းတာတကယ်တော့တော်မရိုင်းတာရက်တက်ဟိုဟာတွေလည်းရက်တက်ဖုံဝင်နေတိဖို့လိုတယ်ရက်တက်ရင်ကျွန်တော်သိတယ်လို့ကျွန်တော်ရှိခဲ့တဲ့အချိန်ရက်တက်ရင်9ရင်းလောက်ရှိတယ်အခုဆိုရင်တော့ဘယ်နှစ်ရင်းလောက်ရှိမလဲမသိဘူးဒါလွန်ခဲ့တဲ့အနှစ်20လောက်ကအခုဆိုရင်တော့ကျွန်တော်ထင်တယ်မရှိဘူးဆိုရင်တော့ဟိုလောက်ရှိမယ်ထင်တယ်10ရင်းအထက်မှာတော့ရှိလိမ့်မယ်နော်ဘယ်လိုပဲဖြစ်ပေါ့လူလူရှိတယ်အရေးအကြောင်းဖြစ်လာရင်လူလူရှိတယ်နော်ရက်တက်ဖို့ဝင်နေတယ်လူလူနဲ့ပေါင်းလို့ရတယ်နော်တက်ထဲကနေပြီးတော့နော်လူလူနဲ့ပေါင်းနေတဲ့ပုံကောင်များအဲ့ချိန်ကျရင်လူလူနဲ့အတူရက်တည်ဖို့လိုတယ်စီရေးရဖြစ်မလာဘူးပြောလို့မရဘူးအခြေအနေတွေကနော်အဲ့တော့တရုတ်ကဝင်ရှုပ်လာတာနော်ပထမဝင်ရှုပ်လာတာဟုတ်လားတရုတ်စစ်သားတွေပါလှုပ်ပြီးတော့ကြေးသားမဟုတ်ဘူးအဲ့ဒါမဖြစ်နိုင်ဘူးတရုတ်နဲ့သူတို့နဲ့ဒီစစ်ကောင်းဆောင်တွေရဲ့ကြားထဲမှာအရင်ကနားလည်မှုတွေရှိထားတယ်မြန်မာပြည်ထဲမှာရှိတဲ့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကလည်းမနှဲဘူးအဲ့ဒီခါကျတော့ဒါတရုတ်ကရှင်းပြောရရင်ဗမာပြည်ကိုနီးမျိုးစုံနဲ့ဒုက္ခပေးနေတာအခုတော့လုံးဝရုပ်လုံးပေါ်လာပြီအဲ့တော့တရုတ်အဲ့လိုရုပ်လုံးပေါ်လာရင်တော့အမေရိကန်တို့နော်အနောက်အုပ်စုကလည်းလက်ပိုက်တော့ကြည့်နေမယ်မထင်ဘူးနော်လက်ပိုက်ကြည့်နေမယ်မထင်ဘူးသူတို့ဘာလဲဆိုတာကိုတော့ပြလိုက်မယ်ထင်တယ်ဟုတ်လားဒီ Trump လက်ထက်မှာတော့သူတို့ကဒီကုံသွယ်ရေးစစ်ပွဲနဲ့တရုတ်ကိုတော့တော်တော်လေးအထိနာအောင်လုပ်ခဲ့ပြီးပါပြီအဲ့တော့ဒီမြန်မာပြည်ကိစ္စမှာတော့မင်းပါလဲငါပါလဲဆိုတာမျိုးပေါ့ဗျာကျွန်တော်ထင်တယ်နီးပညာကိုအဓိကထားပြီးတော့လောက်ကြမဲ့စစ်ပွဲတစ်ပွဲဖြစ်နိုင်တယ်နီးပညာပေါ့နော်ကျွန်တော်တို့ကမျှော်လင့်ပါတယ်ဒီလိုမျိုးစီးရီးယားလိုဖြစ်တဲ့စစ်ပွဲမျိုးမဖြစ်ပါစေနဲ့လို့တော့လည်းမြန်ဆုံးသိစေခြင်းတယ်နော်အဲ့လိုကိုလူလူလည်းနာမှာစိုးတယ်ဒါကျွန်တော်လူလူကိုသိအောင်ပြောပြတာနော်အဲ့တော့ CDN ကအရန်အားကောင်းလွန်းတာမှပြောနေတယ်တော်တော်အားကောင်းနေကျွန်တော်တို့ရဲ့ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်CP ဟိုအဖြစ်မှတင် CPRH လားဆိုပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီပေါ့နော်ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီကြံခဲ့တဲ့ဒီတတိယအကြိမ်လွှတ်တော်ခေါ်ဖို့နော်လွှတ်တော်ရောက်သွားရင်လည်းလွှတ်တော်တက်ဖို့စောင့်နေဒီထိန်းသိမ်းခံလိုက်ရတဲ့ဟိုဟာတွေပေါ့ဗျာကြံခဲ့တဲ့အထက်တွေကသူတို့ကိုစားပြုကော်မတီတွေနဲ့ဆက်ပြီးတော့သူတို့လုပ်နေတယ်သူတို့ဒီနေ့မက်ဆင်မအောင်ပြောတာလေးလည်းကောင်းတယ်နော်9ရက်နဲ့10ရက်အတွင်းထူးကြပါမယ်တဲ့လူတို့ကိုသိအောင်တောက်ခံထားဖို့နော်ပြည်တွင်းကျွန်တော်တို့ကတရားဝင်ဒီပြည်သူ့လွှတ်တော်အနေနဲ့ဘိုင်းကလည်း9ရက်နဲ့10ရက်အတွင်းသူတို့ဘက်ကလည်းရနိုင်တယ်မှာတွန်းနိုင်တယ်မှာသူတို့တွန်းပေးနေတယ် CDN ကလည်းတော်တော်ကောင်းနေနောက်9ရက်နဲ့10ရက်ဆိုလုံးဝပုံလဲမဲ့အနေထားရှိတယ်ဒီကောင်လေးဆိုတော့ဒါပြည်တွင်းအခြေအနေနောက်တစ်ခုကနိုင်ငံတကာအနေနဲ့ကတော့အဲ့ဒါပေါ့ဆိုတော့ပြည်ပနိုင်ငံတွေရဲ့ဒီအထူးသဖြင့်ပေါ့အမေရိကန်တန်ယုံကသူ့လူတွေပြန်ခေါ်နေပြီနော်ကုလသမဂ္ဂလည်းတိုက်ထွန်းတာဒါတွေကအကြောင်းမဲ့တော့မဖြစ်နိုင်ဘူးဗျမဖြစ်နိုင်ဘူးเนาะအကြောင်းမဲ့တော့မဖြစ်နိုင်ဘူးဒီဂျိုးဘိုင်ဒန်ဒီကျွန်တော်ဒီစစ်အုပ်စုကိုတန်ခတ်မယ်လို့သူမိကုံးပြောတဲ့နေ့အဲ့ဒီပွဲအပြီးမှာပဲသူပင်တကုံကိုသွားတယ်ကာကွယ်ရေးဝန်ကြီးနဲ့သူသွားပြီးတွေ့တယ်မျိုးတွေကဒါတွေကဆက်ကြည့်မယ်ဆိုရင်ဒီကိစ္စကိုအမေရိကန်အနေနဲ့စစ်ရေးအရာနော်
မဝင်ဘူးလို့တော့ပြောလို့မရဘူးဗျာပြောရတာတော့နည်းနည်းခက်တယ်နော်လောလောဆယ်တော့ဒီအမေရိကန်ဒီကျွန်တော်တို့ဒီလေတင်သင်းမောကြီးရတဲ့ဒီတောင်တရုတ်ပင်လယ်မှာပဲရှိနေတော့ပဲเนาะအဲ့တော့အဖက်ဖက်မှာတော့အားတွေကတော့ကောင်းနေတယ်ကျွန်တော်တို့ကဒီတစ်သက်လုံးနှစ်ပေါင်းများစွာကျွန်ဖြစ်ဖို့ဒီကောင်တွေရဲ့ကျွန်ဖြစ်ဖို့เนาะကျွန်ဖြစ်ဖို့ကနေပြီးလွတ်မြောက်ဖို့အတွက်9ရက်10ရက်လိုအပ်ရင်နှစ်ပတ်ကျွန်တော်တို့တောက်ခံလိုက်ပြီးပြီကျွန်တော်မနေ့ကတူနီးရှားနော်တူနီးရှားဒီအာနာရှင်ကိုစန့်ကျင်တဲ့လူတို့အောင်ပွဲပေါ့ဗျာအဲ့ဒီဟာလေးကျွန်တော်ကြည့်လိုက်တော့အားလုံးပေါင်း28ရက်ကြာတယ်သူတို့28ရက်ကြာသွားတယ်ကျွန်တော်တို့က1ရက်နေ့ရစတယ်တကယ်တမ်းမှာဆိုကျွန်တော်က82နာရီ33ရက်ပြီးမှကျွန်တော်တို့ကစပြီးတော့ဒီ CDM တို့ဒီစာနာပြတာတို့စလောက်တာအဲ့တော့ကျွန်တော်တို့အခုမှ15ရက်ဆိုတော့တကယ်တမ်းပြောရင်နော် CDM ကဒီစာနာပြတာဟိုက10ရက်ကျော်17စနစ်လောက်ပဲရှိပါသေးတယ်နော်အဲ့တော့ဆက်ပြီးတောက်ခံဖို့လိုတယ်တူနီးရှားကတော့အပြတ်စော်ပလိုက်တာတူနီးရှားတော့အားလုံးပေါင်း28ရက်ကြာသွားတယ်နော်ဆိုတော့ကျွန်တော်တို့ကနှစ်ပေါင်းများစွာကျွန်တော်တို့ဒီ88ကစလိုက်တဲ့ဟာဘယ်လောက်ကြာသွားလဲကျွန်တော်တို့တကယ်တမ်းပြောဆို2015အထိဆိုရင်နှစ်ပေါင်း30လောက်ကြာသွားတယ်အဲ့လောက်ကြာမှကျွန်တော်တို့က9နှစ်လောက်အစိုးရเนาะဒါတော့အပြည့်အဝအုပ်ချုပ်ခွင့်ရတာမဟုတ်ဘူးအဲ့တော့ဒီတစ်ခါသွားကြာသွားရင်တော့သွားပြီเนาะဒီတစ်ခါကြာသွားရင်တော့သွားပြီရေကုန်ရေကန်းချမှာပဲရေကုန်ရေကန်းချမှာပဲเนาะတရုတ်ပါလာလို့ပူစရာအကြောင်းမရှိเนาะတရုတ်ပါလာလို့တရုတ်ကသူ့အကျိုးမြတ်မရှိဘာမှမလုပ်เนาะထပ်ပြီးတော့တတိပေးခြင်းပါတယ်ကျွန်တော်ပြည်တွင်းထဲမှာเนาะလက်နာရှိတဲ့ပုံကူများเนาะကျွန်တော်လက်နာရှိတဲ့ပုံကူများတရုတ်เนาะဒီကြောက်ဖြူရင်နံပိုက်လိုင်းပေါ့ဗျာကြောက်ဖြူကူမင်းလားအဲ့ဒီပိုက်လိုင်းကိုတော့နည်းနည်းတော့เนาะမျက်စောင်းထိုးတာဖို့လိုလာပြီအဲ့လောက်ပဲပြောချင်တယ်လောက်တက်ကင်တက်ကြပါတယ်လောက်တက်ကင်တက်တဲ့လူတွေမြန်မာပြည်ထဲမှာအများကြီးရှိတယ်နော်လူထုအရန်နာနေပြီတိုင်းသားလက်နက်ကင်အဖွဲ့တွေကလည်းတိတဲ့အတိုင်းပဲမိခဲကိုရေလောင်းတာမှအခိုးထွက်အောင်မယ်လုံးဝကိုမထွက်ဘူးအဲ့တော့ကိုယ့်အကိုပြင်ဆင်ထားရမယ်လိုအပ်လာရင်ကျွန်တော်တို့ကလှုပ်တင်လှုပ်ရမယ်လူထုအရန်နာလာရင်လှုပ်ရမယ်တစ်ဖက်တစ်လမ်းတရုတ်နော်ကျွန်တော်အဲ့ဒါတော့ကျွန်တော်လုံးဝကျွန်တော်ဟိုအကြမ်းဖက်အားပေးတာမဟုတ်ဘူးနော်အကြမ်းဖက်အားပေးတာမဟုတ်ဘူးသူလိုင်းနဲ့သူပဲနော်ကိုတန်ရလိုင်းနေနဲ့လှုပ်ဖို့လိုတယ်ဒါပေမဲ့ဒီကနေ့ဆန္ဒပြတာတော့ငြိမ်းချမ်းသောနည်းပြတယ်ငြိမ်းချမ်းသောနည်းနဲ့ပဲသွားလုံးဝပေါင်းမကျော်စေနဲ့နော်ကြံတဲ့အာတန်ရပုံကိုယ်တွေကလည်းဟလာကြောက်ဖြူရင်နဲ့ပိုင်လိုင်းရှိတယ်တရုတ်စီးပွားရေးတွေရှိတယ်နည်းနည်းလေးတော့မျက်စပစ်ထားဖို့လိုပြီလို့ကျွန်တော်အသိပေးခြင်းတယ်အဆုံးသက်တိုက်ပွဲပဲနော်အဆုံးသက်တိုက်ပွဲပဲလှေနံဓာတ်ထက်တော်လိုင်းမှာလှေနံဓာတ်ထက်လုံးလို့မရဘူးလိုအပ်ရင်လိုအပ်တယ်လို့ကျွန်တော်ကနော်ပြောင်းပြီးချမှာပဲဟလာကျွန်တော်တို့အာနာသိန်းတဲ့နေ့February 1ရက်နေ့ကျွန်တော်တို့လူတို့လုံးဝမထွက်နဲ့လို့ပြောတယ်အကြောင်းရှိလို့မထွက်ခိုင်းတာနောက်ပိုင်းတကယ်စနစ်တကျလောက်လာတယ်ဘာဖြစ်လဲအောင်မြင်လာပဲဟုတ်တယ်မနော် CDM တော်တော်ထိနေတယ်အဲ့တော့ CDM မှာပါဝင်ပူးပေါင်းဖို့ကြံနေသေးတဲ့ဝန်ထမ်းတွေမြစ်တာရက်ခံပါတယ်နော်အမြန်ဆုံးပူးပေါင်းပါမပူးပေါင်းတဲ့ဝန်ထမ်းတွေကိုလည်းလူတို့အနေနဲ့ဘာလုပ်ရမလဲကျွန်တော်တို့ဓာတ်ပုံတွေရိုက်မယ် social media ပေါ်တင်ရမယ်ဒီလူမှုရေးနည်းနဲ့တန်ခတ်တာနော်လူမှုရေးနည်းနဲ့တန်ခတ်တဲ့နည်းကိုသုံးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့မသုံးလို့မရဘူးမှတ်တမ်းတော့ရှိရမယ်။ကျွန်တော်ဒီနေ့တွေ့တယ်ဗဟိုဘဏ်အနောက်ဘက်ကနေပြီးရုံစင်းရုံတက်လုပ်တယ်ဆိုတာကိုတွေ့ရတယ်။နော်ကျွန်တော်တို့လူတွေကလည်းမညံ့ဘူးအတင်းပြေးလာပြီးဓာတ်ပုံရိုက်ပြီးတင်ကြတယ်။အဲ့ဒါမျိုးလုပ်ရမှာဖြစ်နေနာမည်နဲ့တော့ကတင်ပို့ကောင်းတယ်။နော်နာမည်နဲ့တော့ကတင်တော့ပို့ကောင်းတယ်။ဆိုတော့လူဒါကတော့တနည်းပေါ့ CDM ကိုအထောက်ပံ့ဖြစ်အောင်လုပ်တယ်နီးတနည်းနောက်တစ်ခုကတော့ဒီစီရေးအပိုင်းကြတော့ဒါကျွန်တော်ကလက်မမီဘူးနိုင်ငံတကာအနေနဲ့အဲ့ဒါမျိုးလေးတွေတော့အရေးငွေတွေမြင်နေရတယ်နော်ပေါ့ဗျာအလားအလာလေးတွေရှိနေတယ်ဒီ legal ပေါ့ legitimacy အနေနဲ့တရားဝင်မှုအနေနဲ့ကပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီကလည်းသူတို့စွမ်းနိုင်တယ်မှာအစွမ်းကုန်လုပ်နေတယ်နော်သူတို့အစွမ်းကုန်လုပ်နေတယ်မတ်စင်မအောင်ရန်ကင်းလွှတ်တော်ကိုယ်စားလှယ်မတ်စင်မအောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သူလည်းပြောထားတယ်9ရက်နဲ့10ရက်အတွင်းသူတို့ဘက်ကလည်းလုံနိုင်တယ်များအားကုန်လုံနေတယ်နိုင်ငံတကာနဲ့ထိတ်ဆက်ပြီးတော့ပေါ့နော်လက်ရှိအခြေအနေမှာတရားဝင်အစိုးရကကျွန်တော်တို့ပဲဖြစ်နေသေးတယ်နော်ကျွန်တော်တို့တရားဝင်အစိုးရအဲ့တော့နိုင်ငံရေးလမ်းကြောင်းရတရားဝင်အစိုးရတရက်ကလာပါဗျာလို့ခေါ်လိုက်ရင်နော်တရားဝင်အစိုးရကလာပါဗျာလို့ခေါ်လိုက်ရင်လာရမယ့်အဖွဲ့တွေရှိတယ်နော်ကုလသမဂ္ဂအပါဝင်ပေါ့ဗျာနော်ဆိုတော့ပြောချင်တာကအဖက်ဖက်မှာအားကောင်းနေပြီနော်နောက်ဆုံးတော့နော်အေးချမ်းနဲ့ပြီးမဲ့ဟာကိုနော်
အဲ့နဲ့ထွန်းရမှာကိုပေါက်စိန်နဲ့ပေါက်ပြီးထွန်းရမှာဆိုတာမတတ်နိုင်ဘူးပေါ့ဗျာနော်မတတ်နိုင်ဘူးပေါ့ဒီကောင်လေးလည်းပွဲသိမ့်မယ်ပွဲပြီးသွားရင်စစ်တပ်ကြီးတစ်ခုလုံးကိုလေလုံးဝကိုပြောင်းပြရမယ်လုံးဝကိုပြောင်းပြရမယ်ဘာကြောင့်လဲဆိုတော့နော်ဟိုမိကောင်းဖခင်ကမွေးပြီးတော့နော်ဟိုပေါ့ဗျာမိကောင်းဖခင်ကမွေးတဲ့ဒီကလေးကချီသားသမီးတွေလို့ဖြစ်နေတယ်ဗိုလ်ချုပ်ကမွေးထုတ်ဖွေးခဲ့တာပဲဒါပေမဲ့တက်မတော်ကသားသမီးတွေကကလေးကချီအုပ်ကြားမျက်ပေါက်တက်တိုင်ဟလာပါလေကလေးကချီအုပ်ကြားမျက်ပေါက်တက်တိုင်သေးပန်းအဲ့လိုလူအဆင့်နေဖြစ်တိတဲ့တော့ရုံမာသေးတယ်နော်မအားလာဒီစစ်တပ်ကအဲ့လိုဖြစ်နေတယ်နော်အခြေအနေကတော့အဲ့လိုဖြစ်နေတယ်ကျွန်တော်တို့လူအားတင်းထားဖို့လိုတယ်ဒါကျွန်တော်ပြောပြတာအဖက်ဖက်ကနေပြီနော်တရုတ်ကနည်းနည်းနောက်ကဝင်လာလို့ပူပန်စရာမလိုဘူးတရုတ်ဆိုတဲ့ကောင်သူ့အကျိုးမြတ်မရှိဘာမှမလုပ်ဘူးတရုတ်ဆိုဘာဖြစ်တဲ့တရုတ်တွေပြောတာမဟုတ်ပါဘူးနော်ဒီပြည်ကြီးဒီတရုတ်အစိုးရကိုပြောနေတာအဲ့တော့တရုတ်ကလည်းသူ့အကျိုးစီးပွားတွေရှိတဲ့ခါကျအဲ့လိုရှိတယ်အဲ့တော့တရုတ်ကတော့နည်းနည်းသတိပေးဖို့တော့လိုတယ်တရုတ်ကနည်းနည်းသတိပေးဖို့လိုတယ်လက်ဆလက်နာရှိတဲ့ပုံကူများကိုနီးကိုဟန်နဲ့အဲ့ပိုင်လိုင်းကိုနည်းနည်းတော့ဆုံးမဖို့လိုပြီးတရုတ်စီးပွားရေးတွေနည်းနည်းတော့ဆုံးမဖို့လိုပြီးလူမှုအနေနဲ့ကတော့ငြိမ်းချမ်းသောနည်းနဲ့လုပ်ပါနော်ငြိမ်းချမ်းသောနည်းနဲ့တော့သွားပါလို့ကျွန်တော်အဲ့ဒါပြောချင်ပါတယ်နော်တိတ်မကြတော့ဘူး9ရက်10ရက်တစ်ပတ်နှစ်ပတ်ဒါတော့တူနီးရှားဗျာတူနီးရှား28ရက်ကြာတယ်ကျွန်တော်တို့အခုမှ15ရက်ပဲရှိသေးတယ်အာနာသိမ့်ပြီး3ရက်မပါသေးဘူးအဲ့ဒါ12ရက်လောက်ပဲရှိသေးတယ်တောင်းတာအခြေအနေကအများကြီးကောင်းတယ်အခြေအနေကအများကြီးကောင်းတယ်နော်ကျွန်တော်တို့အနေထားအများကြီးကောင်းတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာအစိုးရလည်းရှိပြီးသားလွတ်တော်ကိုယ်စားလှယ်တွေလည်းရှိပြီးသားနော်အဲ့တော့အစအရာအစင်းသင်းဖြစ်ပြီးသားဟုတ်ပြီလားဆိုတော့အဲ့ဒါဘာမှကျွန်တော်ကကျွန်တော်တို့ဒီမြန်မာပြည်တွင်းထဲကလူတွေကိုလည်းကျွန်တော်တက် line မှာတက်ပြီးအားပေးတာပါကျွန်တော်လည်းတက်နေတယ်လိုက်ပြီးလေ့လာနေဖတ်နေရတယ်ဟိုသတင်းလေးတွေလိုက်ပြီးတော့ကြည့်ပြီးတော့ကိုယ့်အကူပေါ့ဗျာဆက်ပြီးတွေးရတာပေါ့ဆိုတော့ဖြစ်နိုင်ခြေတွေတော့အများကြီးရှိပါတယ်เนาะဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ဆိုတော့အောင်မြင်ပါပါလို့ကျွန်တော်အဲ့ဒါပြောချင်ပါတယ်เนาะတရားဝင်မှုအပိုင်းရောလူထုရဲ့စိတ်ပါဝင်စားမှုအရာရောထိတ်ဆုံးရောက်နေပြီနော်လူထုရဲ့စိတ်ပါဝင်စားမှုအရာထိတ်ဆုံးရောက်နေပြီနိုင်ငံတကာရဲ့စောင့်ကြည့်မှုကလည်းလုံးဝအနိကဖြစ်နေပြီကုလသမဂ္ဂအတွေ့အမှုကျုပ်ကိုယ်၌ကတော့ထုတ်ပြောပြီဗျာမြန်မာပြည်အမှန်တကရှင်းရှင်းပြောရင်ဗျာဟုတ်လားဘယ်လိုလဲဆိုတော့နည်းနည်းစွာတာဆိုလို့အမေရိကန်ပဲရှိတာအမေရိကန်ပဲချတော့ကွာဆိုတဲ့ပုံစံမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့သူနည်းနည်းလိုက်တာနော်။အမေရိကန်လည်းတိုက်ဆိုင်ဒီကနေ့အမေရိကန်တိုင်းကမိသားစုဝင်တွေပြန်ခေါ်နေပြီ။ဆိုတော့ဗျာကျွန်တော်ထင်ပါတယ်ကျွန်တော်တို့နောက်မှာနော်အဖက်ဖက်ကအားကောင်းနေပါတယ်ဒါကြောင့်ကျွန်တော်ပြောပါတယ်ကျွန်တော်ကအမှန်တရားအတွက်တိုက်ပွဲဝင်နေတာအမှန်တရားအတွက်လှုပ်တာဒီကိုကျိုးအတွက်လှုပ်တဲ့သူမတရားလှုပ်တဲ့လူတွေသူ့ဟာသူ့ကိုခြောက်လန့်နေတာကျွန်တော်တို့ကအမှန်တရားလှုပ်တဲ့လူတွေရဲရင်တယ်အမှန်တရားလှုပ်တဲ့လူတွေရဲရင်တဲ့လူတွေရဲ့နောက်မှာဟာလာနတ်ကောင်းနတ်မြတ်တွေနော်နတ်ကောင်းနတ်မြတ်တွေနော်ပြီးရင်ကမ္ဘာကောင်းဆောင်ကြီးတွေကပြစ်မထားဘူးဆိုတာတော့ကျွန်တော်အဲ့ဒါပြောချင်တာပါနော်ကျွန်တော်တို့ဘက်ကတော့တောင့်ထားမယ်နော်လက်တယ်ကြီးပဲအားကိုးလို့မရဘူးညှစ်အားလေးတော့တောင်းရမယ်ဆက်တင်ထားနော်မန္တလေးမှာပြစ်တယ်ခတ်တယ်မန္တလေးမှာပြစ်တယ်ခတ်တယ်တိတ်ဟိုမဖြစ်နဲ့နော်ကျွန်တော်တို့ကနော်ကြီးမားမားလို့ရင်တော့ပိတ်ဆက်မှုတွေတော့ရှိရမှာပေါ့ဗျာနော်ပိတ်ဆက်မှုတွေတော့ရှိရမှာပေါ့ဆိုတော့ထိခိုက်သွားတဲ့ပုံကိုယ်တွေအတွက်လည်းကျွန်တော်တို့အရန်ကိုချင်းစာပါတယ်ထပ်တူဝမ်းနေရပါတယ်သို့တော်လည်းကျွန်တော်တို့မျိုးဆက်တွေနော်အနာဂတ်မှာလူတစ်လုံးသူတစ်လုံးနေနိုင်ဖို့တော့ကကျွန်တော်တို့အတွက်ဒါနောက်ဆုံးတိုက်ပွဲဖြစ်နေတယ်အဲ့ဒါကြောင့်နော်အားတင်းထားပါနော်အားတင်းထားပါအခုပဲပြောပြနေပါတယ်စေရေးဖြစ်နိုင်မလားဆိုတော့ကျွန်တော်ညံမိသလောက်ပဲအခုပြောပြနေဆိုတော့ဖြစ်ရင်လည်းဖြစ်လာနိုင်တယ်ဗျာဟုတ်ပြီလားနော်အဲ့ဒါပြန်နားထောင်ကြည့်လိုက်နော်အားလုံးပဲနော်အားလုံးပဲဘေးရန်ကင်းကြပါစေနော်အမြန်ဆုံးဒီအောင်မြင်မှုရပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဗျာဟုတ်တယ်အောင်မြင်ပါပါအားတင်းထားပါနော်မန်းလေးမှာရိုက်တယ်နဲ့တယ်တဲ့အေးဗျာကြားရတာစိတ်မကောင်းပါဘူးနော်သို့တော်လဲကျွန်တော်တို့ကအဆုံးထိတော့သွားရမှာပဲနော်နောက်ပိုင်းဒီကောင်တွေဆက်ပြီးတော့ဒီကောင်တွေကိုရှင်းတန်းခွင့်ပေးရင်ကျွန်တော်ဒီထက်အများကြီးဒုက္ခရောက်စရာတွေအကြောင်းရှိတယ်ဆိုတော့နည်းနည်းတော့ပါဗျာအားတင်းထားကြပါလို့နော်အဲ့ဒါလေးပဲပြောချင်ပါတယ်ဗျာနော်